ဘင်္ဂလားဒေ့ရှ်ကိုဂျားခံထားပြီးတရုတ်ကအေအေကိုကစားလာနိုင်သလားဘင်္ဂလားဒေ့ရှ်ကလူမျိုးရေးအစွန်းရောက်ဂျာမစ်အစ္စလာမစ်ပါတီရဲ့လှုပ်ရှားလာပုံအစအနများဘင်္ဂလားဒေ့ရှ်ကလူမျိုးရေးအစွန်းရောက်ပါတီတစ်ခုဖြစ်တဲ့ဂျာမစ်အစ္စလမ်ပါတီကဧပြီလ29ရက်နေ့တွင်တရုတ်ပြည်ကွန်မြူနစ်ပါတီ CCP နဲ့ဒါကာမြို့တွင်တွေ့ဆုံစဉ်ရိုတွေအတွက်တီးခြားပြည်နယ်တစ်ခုပေါ်ပေါက်လာရေးအဆိုတင်သွင်းလိုက်တယ်လို့သတင်းမှာဖတ်ရှုရတယ်ဒီဂျာမစ်အစ္စလာမစ်ပါတီဟာလူမျိုးရေးအစွန်းရောက်လွန်းလို့ရှိတ်ဟာစီနာရဲ့အဝါမီလိတ်ပါတီအာဏာရှိစဉ်တလျှောက်လုံးလိုမှာ၎င်းပါတီအပိတ်ခံရတာပါတီဝင်များအဖမ်းဆီးခံခဲ့ရတာတွေကအထင်ရှားပါ၎င်းပါတီကလူမျိုးရေးအစွန်းရောက်ဘာသာရေးအစွန်းရောက်တာများလွန်းလို့လက်ရှိဒေါက်တာယူနွတ်ဂျာပြက်အစိုးရလက်ထက်မှာမှပြန်လည်ခေါင်းထောင်လာခြင်းဖြစ်တယ်၎င်းပါတီကခေါင်းထောင်လာမှုနဲ့အတူရိုဒုက္ခတဲ့ခေါင်းစဉ်ကိုတက်ပြီးလူမျိုးရေးဘာသာရေးအစွန်းရောက်အမြင်ဖြင့်လှုပ်ရှားနေမှုများဘင်္ဂလားနယ်စပ်နေမြေတစ်ခုမှာရခိုင်တကြံပွဲကျင်းပခဲ့တာကိုလည်းမကြာခင်က statement ထုတ်က ULA ကိုတစ်ဖက်သက်ဆွဲကန့်ကွက်ထားတာတွေကိုတွေ့မြင်လိုက်ရတယ်။ ULA ရာရှိတွေနဲ့တပ်ဖွဲ့ဝင်တွေရဲ့နယ်စပ်ဖြတ်ကျော်ကဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်တွင်လက်နက်ကိုင်ဆောင်ဝင်ရောက်ခတ်မှုနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ပါတီဂျာမစ်အစ္စလာမစ်ဘင်္ဂလားဒေ့ရှ်ဂျာမစ်အစ္စလမ်ပါတီကအပြင်းထန်ရှုတ်ချကြောင်းကြေညာချက်တစ်စောင်ကိုဧပြီလ20ရက်နေ့ကထုတ်ပြန်ထားပါတယ်။ဂျာမစ်အစ္စလမ်ဘင်္ဂလားဒေ့ရှ်ဂျာမစ်အစ္စလမ်ရဲ့ထုတ်ပြန်ချက်အတွင်းဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း10ကီလိုမီတာထိလက်နက်ကင်ဆောင်ဝင်ရောက်ခဲ့ကြတဲ့ ULA ရဲ့လုပ်ရက်သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အချုပ်အခြာအာဏာပေါ်ချိန်ချောက်မှုဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်ဥပဒေနဲ့နိုင်ငံတကာဥပဒေကို ULA ဘက်ကပေါ်ထင်ချိုးဖောက်တာဖြစ်ကြောင်းနဲ့လက်ရှိယာယီအစိုးရအနေနဲ့အဆိုပါဖြစ်ရတဲ့ပတ်သက်ပြီးဖြည့်ရှင်းချက်ပေးဖို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ရိုတွေအတွက်တီးခြားပြည်နယ်တစ်ခုပေါ်ပေါက်လာရေးအဆိုတင်သွင်းခြင်းကိစ္စULA ကိုဘင်္ဂလားနေမြေထဲကမှရခိုင်တကြံပွဲကျင်းပတယ်ဆိုတဲ့ဆွဆွဲကန့်ကွက်ထားချက်အချက်လက်တွေကတော့ဂျာမစ်အစ္စလာမစ်ပါတီရဲ့ရှေ့ဆင်းနောက်ဆင်းလှုပ်ရှားနေပုံအစိပ်ပိုင်းအစနာအနှဲငယ်ပါတရုတ်ကဘင်္ဂလားဒေ့ရှ်ကိုမျက်စိကျနေပြီလားလွန်ခဲ့တဲ့လအနှဲငယ်ကာလကယူနွတ်အစိုးရဟာတရုတ်နိုင်ငံသို့ခရီးစဉ်စတင်ခဲ့ပါတယ်တရုတ်အစိုးရနဲ့တွေ့ဆုံခြင်းရိုမွတ်စလင်ဒုက္ခသည်ရေးရကိစ္စကိုဆွေးနွေးခဲ့ပုံရတယ်တရုတ်ပြည်မှအပြန်ယူနွတ်အစိုးရဟာထိုင်းနိုင်ငံထိပ်သီးအစည်းအဝေးမှာဒုက္ခသည်ပြန်လည်လက်ခံရေးကိစ္စစက္ကစအစိုးရနဲ့သဘောတူညီမှုရတာကိုလည်းထုတ်ပြန်ချက်အရသိရတယ်။ယူနွတ်အစိုးရတရုတ်ခရီးစဉ်အလွန်အခုတပံတရုတ်ကွန်မြူနစ်ပါတီကဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်တယ်။တရုတ်ကွန်မြူနစ်ပါတီဒါကာခရီးစဉ်ကာလမှာပင်ဂျာမစ်အစ္စလာမစ်ပါတီကရိုဒုက္ခသည်တွေအတွက်တီးခြားလွတ်လပ်တဲ့ပြည်နယ်တစ်ခုဖြစ်ပေါ်လာရေးအဆိုတင်သွင်းလာခြင်းကယူနွတ်အစိုးရရဲ့တရုတ်ခရီးစဉ်နောက်ကွယ်နဲ့လည်းအပြန်အလှန်ဆက်နေတယ်။တရုတ်ကအခုနောက်ပိုင်းဘင်္ဂလားဒေ့ရှ်ဒုက္ခသည်အရေးကိုမျက်စိကျလာတယ်လို့ရှုမြင်သုံးသပ်မိတာကြာပါပြီဘင်္ဂလားဒေ့ရှ်ကိုဂျားခံထားပြီးတရုတ်ကအေအေကိုကစားလာနိုင်သလားဘင်္ဂလားဒေ့ရှ်ကိုဂျားခံထားပြီးတရုတ်ကအေအေကိုကစားနာနိုင်သလားဆိုတဲ့ဒီမေးခွန်းဟာလက်ရှိမှာပိုလို့ထင်ရှားလာနေတယ်လို့ခံစားမိပါတယ်တရုတ်ကဘင်္ဂလားဒေ့ရှ်ကိုမျက်စိကျလာရခြင်းအကြောင်းရင်းမှာမကြာသေးမီကအိန္ဒိယသတင်းဌာနတစ်ခုရဲ့သတင်းမှာဖော်ပြချက်အရဘင်္ဂလားဒေ့ရှ်စစ်တပ်ကိုဂျားခံထားပြီး USAစစ်တပ်ကစီရေးလက်နက်ထောက်ပံ့ရေးကိစ္စဟာAAနဲ့ပတ်သက်နေတယ်လို့ကြားသိရကတရုတ်ကဘင်္ဂလားဒေ့ရှ်ကိုဒီခရီးစဉ်မှာစုံစမ်းထောက်လှမ်းကြည့်ကျင်တာလဲပါလို့တယ်လို့ယူဆမိပါတယ်ပြီးတော့တရုတ်က AAကိုဖိအားပေးကစားရန်ဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်ကိစ္စကိုကင်ပြီးဆွလာမဲ့ပုံပေါက်နေပါတယ်တရုတ်ကဒုက္ခသည်ကိစ္စကိုကင်ပြီးကစားလာခဲ့ရင် AAကိုအလုတ်ရှုပ်တိုင်ပတ်စင်မှာတော့အမှန်ကန်ပါပဲဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကဒုက္ခသည်အရေးကိုဘယ်တော့မှလှည့်မကြည့်ခဲ့ဘူးတဲ့တရုတ်ဟာအခုချိန်မှာယူနွတ်အစိုးရနဲ့တွေ့ဆုံလိုက်ဂျာမစ်အစ္စလာမစ်ပါတီနဲ့တွေ့ဆုံလိုက်လှုပ်လာကရိုတီရှားပြည်နယ်တခုပေါ်ပေါက်လာရေးအထိပါလေတံပြစ်ပြလာနေခြင်းဟာတရုတ်ရဲ့ဘင်္ဂလားဒေ့ရှ်အထိုင်ခြေလမ်းပို့လို့တွက်လက်လာနေတယ်လို့ယူဆသုံးသပ်မိတယ်ဘင်္ဂလားဒေ့ရှ်ကိုဂျားခံထားပြီးတရုတ်ကအေအေကိုကစားလာနိုင်ခဲ့ရင်အေအေဘက်ကဘယ်လိုကြိုတင်စီစဉ်ထားနိုင်မလဲခံနိုင်ရရှိအောင်ဘယ်လိုပလန်ဆွဲထားရမလဲဒီတရုတ်ရဲ့ခြေလမ်းသစ်ကအကြောက်ပြူစီးပွားရေးဇုံစစ်ရေးနဲ့လည်းဆက်ဆက်နေတယ်ယူနွတ်အစိုးရကလည်းမွတ်စလင်ဒုက္ခသည်တွေအတွက်စစ်စုံဖြစ်ပေါ်လာရေးလေတံပစ်ထားတာအကြိမ်ကြိမ်ရှိခဲ့ပြီးအခုတပံဂျာမစ်အစ္စလာမစ်ပါတီကပါရိုတွေအတွက်တီးခြားလွတ်လပ်တဲ့ပြည်နယ်တစ်ခုပေါ်ပေါက်လာရေးအထိထုတ်ဖော်ပြောဆိုလာခြင်းဟာတရုတ်ကပူးပေါင်းအကောင့်ထဲပေါ်လာမလားတရုတ်ကအေကိုစစ်ရေးဖိအားပေးခြင်းလို့တွန်းတိုက်လှုပ်ဆောင်လာမလားဆိုတာချင်းတွက်စရာဖြစ်လာနေပါပြီတရုတ်နိုင်ငံထဲမှာဝီဂါမွတ်စလင်အရေးကိုတောင်မှပြစ်ပယ်ထားတဲ့တရုတ်ကဘင်္ဂလားဒုက္ခသည်တွေအတွက်တီးခြားလွတ်လပ်တဲ့ပြည်နယ်တစ်ခုပုံဖော်ပေးမယ်ဆိုတဲ့ကိစ္စကလည်းအမေနဲ့ရွာကိုတားမောင်လွမ်း
နဝင်ချိုတန်းစင်မြတ်ဖြင့်လေပေါ်တွင်ပြီးဆုံးသွားမယ်နဲ့တူပါတယ်ဘလို့ပဲဖြစ်ဖြစ်လက်ရှိအာရခပြည်သူအစိုးရ AA ကတော့ဘင်္ဂလားဒေ့ရှ်ကိုဂျားခံထားပြီးတရုတ်က AA ကိုဘလို့ပုံစံမျိုးဖြင့်ကစားလာနိုင်မလဲဆိုတာကိုမျက်ခြေမပြတ်စောင့်ကြည့်လေ့လာထားဖို့လိုအပ်ပါကြောင်းမီးမောင်းထိုးသုံးသက်တင်ပြလိုက်ရပါတယ်ဒါတော့ကျွန်တော်ဒီ Facebook မှာကျွန်တော်ဒီကနေ့မှာအရန်သဘောကျတယ်ဒီ Facebook account ပိုင်ရှင်လွမ်းလွင့်လေရဲ့ဒီ Facebook မှာစာမျက်နှာမှာရေးထားတဲ့ post ကိုကျွန်တော်လာရောက်ပြီးတော့အများသိရအောင်ကျွန်တော်ဖတ်ရှုမျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာဒါလီစော့ပါအားလုံးကိုခါရောပါ